Korean food တွေကို luxury ဆန်ဆန်စားကျင်တယ်ဆိုရင်မွန်ကွန်းဝါဆိုတဲ့ Korean restaurant လေးနဲ့မိတ်ဆက်ပေးမယ်နော်အစားအသောက်တိုင်းကလည်းနူးညံ့တဲ့ taste ကိုပေးစွမ်းပေးတယ်နူးညံ့ကောင်းမွန်တဲ့အစားအသောက်တွေနဲ့အတူကိုချစ်ရတဲ့သူနဲ့ဒိတ်လို့အကောင်းဆုံးနေရာလေးတစ်နေရာလို့လည်းခံစားရလို့ပါစိုင်းနေရာလေးကတော့ Lotte Hotel ရဲ့ first floor မှာပဲဖြစ်ပါတယ်ရှင်5 star hotel မှာရှိရဲ့ Korean restaurant ဆိုတော့အပြင်စင်က luxury ဆန်ပြီးတော့အရန်ဟိုမှာခန်းနာပါတယ်ရှင် Korean food တွေကိုစိန်ကြကြလေးနဲ့စားဖို့အတွက် ready ဖြစ်နေပါပြီရှင်ဒီမှာဆိုလို့ရှိရင် menu တွေက drink menu, promotion menu, barbecue menu ပေါ့နော်ပြီးလို့ရှိရင်ဒီမှာထူးခြားတာလေးကကြတော့ scan ဖတ်လို့ရတာပေါ့နော်အဲ့ဒါလေးကို scan ဖတ်လိုက်လို့ရှိရင်စာအုပ်တစ်အုပ်လုံးမှာပါတယ် menu တွေကိုကြည့်လို့ရပါတယ်ရှင်တို့ menu မှာနေတော့မှာပဲ welcome snack လေးလာချပေးရပေါ့နော် welcome snack ကအဲ့ဒါကကြတော့ကစုံဥကြော်လေးနဲ့ငါးမုတ်ကြော်လေးအရင်စားလို့ကောင်းတယ်welcome snack လေးချပြီးသွားလို့ရှိရင် side dish လေးချပေးရပေါ့နော်ချပေးရတဲ့တပြိုင်နက်တည်းမှာပဲယွန်းကတော့ခင်ချီလေးတစ်ဖက်ကိုကောက်ပြီးတော့မြည်ဆန်းကြည့်လိုက်ပါတယ်ခင်ချီလေးကကျွတ်ကျွတ်လေးနဲ့အရန်မိုက်တယ်ဒါကတော့ Korean tea လေးပဲဖြစ်ပါတယ်အနံ့လေးကမှုေးပြီးတော့ luxury ဆန်တဲ့ vibe လေးကိုခံစားရစေတယ်ဒါလေးကတော့ seafood salad ပဲဖြစ်ပါတယ်ခင်ချီ pancake လေးပါရှင်ဒါကတော့ glass noodle ဆွိုင်းပါနှုတ်ဆန်ပြုတ်လေးလဲချပေးရပေါ့နော်သူကတော့ကိုရီးယားရိုးရာအစားအစာပဲဖြစ်ပါတယ်ဆိုင်ရညီမလေးတွေကလည်း customer တွေကိုတိတိကျကျလေးထိတ်ခဲပေးတယ်ဒါလေးကတော့ကိုရီးယားကြောက်အိုးထမင်းတုပ်ပဲဖြစ်ပါတယ် Korean crunchy fried chicken ကိုရီးယားကြက်ကြော်လေးပေါ့ရှင်ဒါကတော့ barbecue အတွက် chemical လေးကိုမီးရှို့လိုက်တာပေါ့နော် barbecue combo ဆက်ပဲဖြစ်ပါတယ်barbecue ကအမဲသားရယ်ဝက်သားရယ်ကြက်သားရယ်ပြီးလို့ရှိရင် lobster ရယ်ပေါ့နော်သူကဆက်လက်လေးနဲ့ပေါ့နော်ရိုသီးစိမ့်လေးကြက်သွန်ဖြူလေးနဲ့အဲ့လိုမျိုးလေးထုတ်စားရတာပေါ့သူကကြတော့ spicy soft tofu ဟင်းရည်လေးပါအရန်မိုက်တယ်စားလိုက်ပါဦးမယ်ရှင်အားလုံးလည်းစားကြပါဦးเนาะယွန်းကတော့အကင်လေးတွေကိုဒီတိုင်းလေးပဲထည့်ပြီးတော့စားကြည့်ပါမယ်ရှင်lobster လေးစားချင်နေရနဲ့လဲကွက်တီပါပဲရှင်ဒီ barbecue လေးတွေကို sanjam sauce ဆိုတဲ့ကိုရီးယား sauce လေးနဲ့တွဲစားရတာပေါ့နော် sauce လေးနဲ့တွဲစားရတာလဲအရန်မိုက်တယ်လို့သူ့တိုင်းလေးပဲစားရင်လည်းတော်တော်ကောင်းတယ်ရွှန်းကတော့အမဲသားလေးကိုกินထားတော်တော်ကြိုက်တယ် cheese နှံလေးကသင်းမျိုးမှုေးကြိုင်းမျိုးအီနေရပဲအရန်မိုက်တယ်ဒါကတော့အရွက်ကလေးနဲ့ထုတ်စားမှာပဲဖြစ်ပါတယ်အမဲသားလေးဒီကြက်သားလေးတွေဝက်သားလေးတွေပြီးတော့ကျွတ်သွန်ဖြူကင်လေးလည်းထည့်လိုက်တယ်ပြီးရင်ယွန်းကအဲ့ sauce လေးလည်းထည့်တယ်ပေါ့နော်ကျွတ်သွန်ဖြူငရုတ်သီးစိမ့်လေးလည်းထည့်သေးတယ်ပြီးရင်ထုတ်ပြီးတော့အားလုံးကိုပါစက်ထဲကိုထိုးထည့်ပလိုက်ပါတယ်စားလို့ရှိရင်အဲ့လိုမျိုးအားရပါရစားတာကိုကြိုက်တာပေါ့နော်လို့နည်းနည်းတူတေးလေးကလည်းမစားတော့ဘူးအစားစားပြီဆိုလို့အားရပါရကိုစားလိုက်ရမှကျင်တတ်တာခင်ချီလေးနဲ့ပါထည့်ပြီးတော့စားလိုက်တာအရန်ဟိုမှာမိုက်နေရောပဲside dish လေးတွေကလည်းတော်တော်မိုက်တယ်ပဲပဲမောက်ကြော်လေးဆိုလို့ရှိရင်လည်းယွန်းရမ်းကြိုက်တယ် lobster အသားလေးကလည်းကြစ်ကလေးနဲ့ထုတ်ကလေးပေါ့နော်ပြီးတော့အသားတွေကလည်းလက်ဆက်ရှိရယ်စားရတဲ့အခါမှာလည်းနူးညံ့တဲ့အရသာကိုပေးစွမ်းတယ်ဒီနေ့ကတော့ lobster လေးစားလိုက်ရတဲ့ရင်တော်တော်လေးကို perfect ဖြစ်နေပါပြီရှင်ကိုကအစားအသောက်ကိုချစ်မြတ်နိုးတယ်တန်မိုးလဲထားတဲ့သူမိုးလို့လားမသိဘူးအစားတောက်နဲ့ပတ်သက်လာပြီးဆိုရင်အရန်ဟိုမှာကန်ကောင်းတဲ့သူတယောက်ပေါ့ရှင်ကိုရီးယားကြောက်အိုးထမင်းတုပ်လေးစားပါမယ်ရှင်သူ့ထဲမှာအမဲသားရဲ့အသီးရွက်တွေရဲ့ပါဝင်ပါတယ်ဂူချူချန် sauce နဲ့ကြက်ဥလေးပါရောထည့်ပြီးရောနေရပါတယ်ရှင်ဒါကတော့ဆိုင်ရညမလေးကသူကိုယ်တိုင်နေပေးထားတာပါကိုရီးယားထမင်းတုပ်ဆိုလို့ရှိရင်ငယ်တည်းကချစ်ဆန်အိမ်ကကြည့်ပြီးအွန်စောစားတာကိုကြည့်ပြီးတော့စားကျင်တာပေါ့နော်သူတို့လိုမျိုးစလုံးကြီးနဲ့ထည့်ပြီးအားရပါရကိုတွေ့ကျင်တာဒီနေ့ Korean restaurant လေးရောက်တော့ကိုရီးယားထမင်းတုပ်လေးကတော့မပမဖြေးစားလိုက်ပါတယ်မွန်ဂူက restaurant ကအစားတောက်တွေကနူးနူးညံ့ညံ့ taste ကိုပေးစွမ်းတယ်အခုထမင်းတုပ်စားနေတယ်ဆိုလို့ရှိရင်လည်းအဲ့ထမင်းတုပ်ကိုမကုံမချင်းမရမနာကိုစားကျင်တဲ့စိတ်ဆန္ဒကိုဖြစ်ပေါ်စေတယ်ဒါလေးကတော့ dry pollock soup ပေါ့နော်သူကထမင်းတုပ်လေးနဲ့တွဲစားရတာအရသာလေးကလည်းညင်သားလေးနဲ့အရန်ကိုစားကောင်းတယ်ကိုရီးယားအရသာစစ်ကလေးစားချင်တယ်ဆိုလို့ရှိရင်တော့မွန်ဂူဝါကိုသွားတင်တယ်နော်အစားတောက်ကနေလဲနူးညံ့မှုတွေကိုရှာဖွေတွေ့ရှိနိုင်ပါတယ်ရှင်seafood ဆော့တိုဟူအသီးရွက်လေးတွေနဲ့ချင်းဆက်လေးချက်ထားတာပဲဖြစ်ပါတယ်ရှင်မိုးရာသီနဲ့လည်းတကယ်ကိုမှလိုက်ဖက်တဲ့အရေးတောက်လေးတစ်ခွက်ပဲဖြစ်ပါတယ်spicy soft tofu လေးကတော့ဒီဆိုင်ရဲ့လူကြိုက်များဆုံးပဲဖြစ်ပါတယ်ရှင်မွန်ဂူဝါကိုရောက်လို့ရှိရင်ဒီ soft tofu လေးကိုမှာစားတင်တယ်နော် tofu ရဲ့နူးနူးညံ့ညံ့အရသာလေးနဲ့ဟင်းရည်ရဲ့ချင်းဆက်တဲ့အရသာလေးရဲ့
ပေါင်းဆက်လိုက်တဲ့အခါမှာကြည်လင်လန်းဆန်းသွားစေပါတယ်ရှင်။မိုကူဝါကိုရီးယား restaurant ကြောင့်အာကာပါစဲလူဖိယာကျိုးနှက်ခဲ့ပါတယ်ရှင်။ဂျပန်တိုဟူးလေးရလည်းစားလိုက်တဲ့အချိန်မှာဣတုံပျော့ဆင်းသွားတာပါပဲရှင်။ဒီ seafood sauce တိုဟူးမှာဆိုလို့ရှိရင်သူကထမင်းလဲပါတယ်ပေါ့နော်။ကိုရီးယားထမင်းစစ်စစ်လေးတစ်ပွဲပါချပေးပါတယ်။အဲ့ဒါလေးနဲ့တွဲဖက်ပြီးရောစားရတာပါရှင်။ကိုတိုင်းကလည်းမြန်မာပြည်ကနေကိုရီးယားနိုင်ငံကိုရောက်သွားသလိုခံစားရတဲ့စိတ်တွေပါဝင်နေပေါ့နော် 5 star hotel မှာကိုရီးယန်စားစာတွေကို luxury ဆန်ဆန်လေးစားလိုက်ရလို့ဒီနေ့ကတော့စိတ်ကြီးနည်းနည်းဝင်သွားပါတယ်ရှင်အစားတောက်ဆိုလို့ရှိရင်ကိုရီးယားလည်းကြိုက်တယ်ဂျပန်လည်းကြိုက်တယ်အိန္ဒိယလည်းကြိုက်တယ်တရုတ်လည်းကြိုက်တယ်အားလုံးကြိုက်ပါတယ်ခင်ချီပန်ကိတ်လေးလည်းစားပါမယ်ရှင်ဒီခင်ချီပန်ကိတ်လေးကလည်းစားလိုက်တဲ့အချိန်မှာနူးနူးညံ့ညံ့ရတာလေးနဲ့ခင်ချီရတာလေးနဲ့ပေါင်းဆက်ပြီးတော့အရန်ကိုမှကောင်းပါတယ်ရှင်ပန်ကိတ်လေးနဲ့တွဲစားရမယ့် sauce လေးလည်းချပေးထားတယ်အဲ့ဒီ sauce လေးကလည်းအနံလေးကတင်းတင်းလေးနဲ့မှုေးနေရောပဲခင်ချီပန်ကိတ်လေးနဲ့တွဲစားလိုက်တဲ့အခါမှာနှစ်ခုက match ဖြစ်ပါတယ်ခင်ချီပန်ကိတ်လေးကိုလည်းအရန်ကြိုက်နှစ်သက်ခဲ့ပါတယ်ရှင် seafood ဆလတ်လေးလည်းစားပါမယ်ရှင်သူက healthy လည်းဖြစ်တယ်အရသာလေးကလည်းစိတ်စိတ်လေးနဲ့အရွက်ကလေးတွေကလည်းကျွတ်ကျွတ်လေးနဲ့စားလို့ကောင်းတယ်ပြီးတော့သူကအစိမ့်နံလည်းမနံဘူးပေါ့နော် healthy food စားရတဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်ရှင်ရုံးကတော့ပျော်ရွှင်မှုတွေကိုအစားအသောက်ကနေရှာဖွေမိပါတယ်ရှင်အခုကြည့်နေတဲ့သူတွေရောရုံးလိုပဲအစားအသောက်ကနေပျော်ရွှင်မှုတွေကိုရှာဖွေကြရတယ်ထင်တယ်နော်ဒါလေးကတော့ glass noodle စွိုင်းမဲ့ဖြစ်ပါတယ်seafood ရဲ့ glass noodle ရဲ့မြင်နေရတဲ့အဖြူလေးနဲ့အဝအမြင်လေးတွေကကြက်ဥအနှစ်နဲ့အကာပဲဖြစ်ပါတယ်ရှင်ခောက်ဆွဲရတာအီအီလေးရဲ့ seafood ရတာလေးရဲ့ပေါင်းဆက်လိုက်တဲ့အခါမှာအရန်ကိုမှလိုက်ဖက်ပြီးတော့စားလို့ကောင်းခဲ့ပါတယ်ရှင်အစားတောက်ကနေစိတ်ကြည်နူးမှုကိုရတဲ့အပြင်ဆိုင်ရညီမလေးတွေမောင်လေးတွေက customer တွေကိုတေချာဂရုစိုက်ပေးလို့ပို့ပြီးတော့စိတ်ချမ်းသာရပါတယ်ရှင်ဟင်းပွဲတိုင်းကိုလည်းတည်တည်ချာချာလေးဂရုစိုက်ပြီးတော့ထည့်ပေးတယ်Korean crunchy fried chicken လေးကသူက sweet chili sauce လေးကို define လုပ်ထားတာချိုချင်ဆက်အရသာလေးနဲ့အရန်ကိုမှထိထိမိမိမိုက်ပါတယ်ရှင်ဒီနေ့စားလိုက်တဲ့အစားအသောက်တိုင်းကတော့ရုံးကတော့အရန်ကြိုက်ပါတယ်တကယ်ကိုလည်းကောင်းပါတယ်ရှင်မိသားစုချစ်သူတငယ်ချင်းတွေနဲ့အတူနှွေးထွေးတဲ့ပျော်ရွှင်မှုလေးကိုမွန်ဂူဝါ Korean restaurant အစားအသောက်လေးတွေကပို့ပြီးတော့ perfect ဖြစ်သွားအောင်လုပ်ဆောင်ပေးနိုင်မယ်လို့ရုံးကတော့ခံစားမိတယ်နှုတ်ဆန်ပြုတ်လေးလည်းတောက်ပါမယ်ရှင်ဒါကတော့ကိုရီးယားရိုးရာအစားအစာပဲဖြစ်ပါတယ်နှုတ်ဆန်ပြုတ်ကိုစားဘူးသမျှထဲမှာဒီနှုတ်ဆန်ပြုတ်လေးကိုတော့ရုံးကတော့အကြိုက်ဆုံးလို့ပြောလို့ရတယ်ရှာပေါ်မှာနူးညံ့ချောမွေ့သွားတဲ့အရာတာကိုရရှိခဲ့တယ်နှုတ်ဆန်ပြုတ်ကိုအဲ့ဒီလိုရတာမျိုးတော့ရုံးတကယ်မစားဘူးအခုစားလိုက်တဲ့အချိန်မှာလည်းတစ်သလုံးမှတ်မိသွားနိုင်မဲ့ခံစားချက်ကိုရရှိခဲ့ပါတယ်နောက်ဆုံးအပိတ်အနေနဲ့တစ်သီးပွဲလေးချပေးရရုံးခုစားလိုက်တာရက်ကွာစနက်လေးပေါ့နော်သူကချွတ်ချိုလေးနဲ့မုတ်သားလေးကတော့မမလေးပေါ့အခုရုံးတောက်နေတာကတော့စူချောင်းကောပါသူ့ရတာလေးကကြတော့အဲ့လိုမျိုးအစာကြေးစေးပေါ့နော်အရေးလေးနဲ့နည်းနည်းခက်ဆင်ဆင်ဖြစ်ပြီးတော့သူ digestive ဖြစ်စေရအစားတွေအများကြီးစားလိုက်ပြီးတော့အသီးနှံလေးတွေစားလိုက်ရတဲ့အချိန်မှာလူကိုပြန်ပြီးတော့လန်းဆန့်သွားတယ်ပေါ့နော်အစားတောက်တွေစားနေရတဲ့အချိန်ကတော့ရုံးရဲ့အပျော်ရွှင်ဆုံးအချိန်ပေါ့ရှင်ရုပ်ဘလော့လေးတွေကိုအမြဲအဆဆုံးကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်